Hello Rakuten Security နဲ့ NVDA shares ပေါ့နော်ဒီ stock share ကိုဘယ်လိုဝယ်ရမလဲဆိုတာမေးထားတဲ့အတွက်ကြောင့်ကျွန်တော်ဝင်လေးကိုလုပ်ပေးမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ဒီ Rakuten Security ကိုအခုကျွန်တော်တောင်းထားတယ်။ဒီဒီ website ကနေကျွန်တော်ဝင်တာဖြစ်တယ်။ website ဆိုတော့ဖုန်းကနေလည်းဝင်လို့ရတယ်။ဖုန်းကနေဝင်ဒီပုံစံကတော့နည်းနည်းမတူဘူးပေါ့နော်။ဒါပေမဲ့လုံနည်းတွေအတုံးလုံးအတူပါပဲ။ဆိုတော့ကျွန်တော်ဒီ NVDA share ဝယ်မှာဖြစ်တဲ့အတွက်ကြောင့်ဒါကလောလောဆယ်ဒီCoconut ခဘူးဖြစ်နေတယ်เนาะဒါကျွန်တော်အဲ့ဒါကိုဒီမှာနှိပ်လို့ရှိရင်ဒီ Facebook ကို American ကျွန်တော် stock ကိုကျွန်တော်ပြောင်းပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာကိုလိုချင်တဲ့ stock နာမည် NVDA solution NVDA Amazon solution လဲ Amazon ကျွန်တော်ရေးပေးမှာเนาะကိုလိုချင်တဲ့ဟာရေးလို့ရတယ် NVDA ဆိုပြီးကျွန်တော်ရေးလိုက်မယ်အဲ့ဒါကိုရှာလိုက်တဲ့အခါမှာကျွန်တော်ဒီလိုထွက်လာမှာဖြစ်တယ်เนาะဒါကဒီ NVDA နဲ့ပတ်သက်တဲ့ဟာအချက်လက်တွေကျွန်တော်ရလာတယ်အဲ့မှာကျွန်တော်ဝယ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီခိုင်ချူမုံကျွန်တော်ရွေးပေးမယ်ခိုင်ချူမုံကိုရွေးလို့ရှိရင်ဒီဘက်မှာဒီပုံစံကြလာမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဒီ share အရေးအတွက်ပေါ့နော်ကိုလိုချင်တဲ့ share အရေးအတွက်ကိုရွေးပေးမယ်ဘယ်လောက်ဝယ်မှာလဲဆို share လောလောဆယ် share တစ်ခုဘယ်လောက်ရှိလဲဆိုလို့ရှိရင်$111ရှိပါเนาะ share တန်ဖိုးက$111ဆိုရဲနဲ့ဆိုရင်16200ရှိပါတယ်ဆိုအဲ့မှာကျွန်တော်ဝယ်တဲ့ခါမှာဒီ limit order ရှိတယ်ပြီးလို့ရှိရင်ဒီ real time လို့ပြောရမလားဒီတကယ် market sale ရှိတယ် market sale ဆိုတာကအခုလက်ရှိပေါ့နော်ဖြစ်နေတဲ့ဈေးနဲ့ချက်ချင်းဝယ်မယ်ဆိုလို့ရှိရင်တော့သူကဈေးကြီးတယ်ဒါပေမဲ့ဒီ limit order နဲ့ဆိုလို့ရှိရင်ကိုပေးထားတဲ့ဈေးအတိုင်းကျွန်တော်ရမှာဖြစ်တယ်ဥပမာကိုကဒီမှာ117နဲ့မဝယ်ချင်ဘူး110လောက်နဲ့ဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်110ချပေးလို့ရတယ်ပြီးရင်100နဲ့ဝယ်မယ်ဆိုရင်100နဲ့ချပေးလို့ရတယ်เนาะဒါပေမဲ့ချက်ချင်း order တော့မဟုတ်ဘူးเนาะသူကဒီဈေး100ရောက်လာမှပဲကျွန်တော်ဒီ order ကအလုပ်ဖြစ်မှာဖြစ်တယ်အဲသတိထားရမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာတုတ်တဲရှိမယ်အပန်ရှိမယ်ပြီးလို့ရှိရင်နီစာပေါ့နော်ကျွန်တော်ကနီစာနဲ့ဝယ်ချင်တာဖြစ်တယ်နီစာနဲ့ဝယ်မယ်ဘာလို့ဆိုရင်ကျွန်တော်နီစာနဲ့အခွန်ပေးစရာမလိုဘာမှလုပ်စရာမလိုเนาะဒီကျန်တဲ့ဟာတွေကဒီမှာရှင်းပြထားတယ်ဒီမှာဘာလဲဆိုတာလာဖတ်ကြည့်ပါဆိုဝယ်တဲ့ခါမှာကျွန်တော်ကဒီယန်နဲ့ဝယ်တယ်ဒေါ်လာနဲ့မဝယ်ဘူးဘာလို့လဲဆိုရင်နောက်ပြန်ရောက်ရင်အလုပ်ရှုပ်တယ်ဆိုတော့ထည့်ဒါပြန်ထည့်ရတဲ့ဟာရှိတယ်နောက်တိုရီဟီကီအန်ရှော့ဘန်ကိုလေးလုံးပေါ့နော်ပင်လေးလုံးကျွန်တော်ဒီမှာရေးပေးမယ်ပြီးလို့ရှိရင်ဒီ9ရောကိုခက်ကနေလုပ်ပေးရမယ်ဒီမှာနှိပ်ပြီးလို့ရှိရင်ကကျွန်တော် share ဝယ်တဲ့ပုံစံပြီးသွားပြီเนาะဒါကျွန်တော် NVDA share ဝယ်တဲ့နည်းဖြစ်ပါတယ်ဒါကျန်တဲ့တခြား stock တွေလည်းအကုန်လုံးဒီပုံစံပဲဝယ်ရတာဖြစ်ပါတယ်အားလုံးအဆင်ပြေပါစေ